စစ်သားတွေဟာကောင်လေးကိုရေကန်ရဲ့အလဲဘိုးကိုတွန်းပို့လိုက်ကြတယ်အဲ့ဒီနောက်သူတို့ဟာဘုံတွေကိုတီးခတ်ပြီးရေကန်အောက်ခြေမှာရှိတဲ့ရှေးဟောင်းတတဝါကြီးကိုဆင့်ခေါ်လိုက်ကြတယ်ဒီတတဝါကြီးဟာကြည့်ရတာအရန်ကိုအနေအများပုံရပြီးပေါ်လာတာနဲ့တပြိုင်နက်သူ့ကိုဆင့်ခေါ်ခဲ့တဲ့စစ်သားကိုဝါမျိုးပစ်လိုက်ပါတော့တယ်လူတိုင်းဟာကြောက်လန့်လုံးလို့မလုပ်ရဲကြတော့ဘူးကံကောင်းထောက်မစွာနဲ့သူတို့စီမှာမိခိုးပုံးတစ်လုံးရှိနေသေးတာကြောင့်အဲ့ဒါကိုပြစ်ဖောက်ပြီးလူတိုင်းလွတ်မြောက်ဖို့အတွက်ဖုံးကွယ်ပေးလိုက်ကြတယ်ဒါပေမဲ့ဘုံပေါက်ကွဲသွားတဲ့အခါမှာတော့အဲ့ဒီတတဝါကြီးဟာဒေါသတကြီးဖြစ်သွားပြီးသူတို့ကိုအမိလိုက်တော့မဲ့အခြေအနေကိုရောက်သွားတယ်နီမိုကတတဝါကြီးရဲ့အမြင်အာရုံဟာအားနည်းနေတာကိုမတော်တဆသိရှိသွားတဲ့အတွက်လူတိုင်းကိုကြောက်ဆောင်နေနောက်မှာအမြန်ပုံးခိုင်းလိုက်တယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီအချိန်မှာစစ်သားတယောက်ကအော်ဟစ်လိုက်တာကြောင့်ပင်လယ်တတဝါကြီးဟာလန့်သွားပြီးအဲ့ဒီစစ်သားကိုတလုတ်တဲနဲ့ဝါမျိုးပစ်လိုက်ပြန်တယ်ဒီပင်လယ်တတဝါကြီးဟာအကြအာရုံအရန်ကိုထက်မြက်ပုံရတဲ့အခွင့်အရေးကိုအမိအရယူပြီးလူတိုင်းဟာကမ်းခြေမှာရှိတဲ့လေစီကိုအစွမ်းကုန်ထွက်ပြေးခဲ့ကြတယ်လူတိုင်းဟာရေငုပ်သင်းမောတဲကိုအမြန်ဝင်ပြီးအပေါက်ကိုပိတ်ကထွက်ပြေးဖို့ပြင်ဆင်ကြတယ်ကုန်းမြေနဲ့ဝေးကွာသွားပြီးဖြစ်တဲ့အတွက်ပင်လယ်တတဝါကြီးဟာပြင်းမှတ်ကိုပျောက်ဆုံးသွားခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲအင်ဂျင်ဆက်နှိုးလိုက်တဲ့အခါမှာတော့ထွက်ပေါ်လာတဲ့အတန်ကြီးကိုတတဝါကြီးကချက်ချင်းသတိထားမိသွားတယ်ပင်လယ်တတဝါကြီးဟာရေထဲကိုငုပ်ဆင်းသွားပြီးရေငုပ်သင်းမောစီကိုအပြင်းထန်ချင်းကပ်လာပါတော့တယ်သူဟာရေငုပ်သင်းမောတစ်ခုလုံးကိုရစ်ပက်လိုက်တာကြောင့်တင်မောကန်ဟာတပတ်တိတိလဲသွားခဲ့တယ်နီမိုကအတန်မထွက်စေပဲဖြတ်တန်းသွားနိုင်ဖို့အတွက်အင်ဂျင်ကိုပိတ်ပစ်ဖို့အမိန့်ပေးလိုက်တယ်ပင်လယ်တတဝါကြီးစိတ်မဝင်စားတော့ပဲထွက်ခွာသွားလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတာပါဒါပေမဲ့သူတို့မမျှော်လင့်ထားတဲ့အရာကတော့အဲ့ဒီညာလူကြီးဟာရေငုပ်သင်းမောကိုရစ်ပတ်ထားရင်သူ့ခန္ဓာကိုယ်ကနေပြင်းအားမြင့်လျှက်စစ်တဲ့အားတွေကိုထုတ်လွှတ်လိုက်တာပဲဖြစ်ပါတယ်